ရှိသောရက်ကွက်အတိအမှငလင်ဘေးဒဏ်သိ၍ဒုက္ခရောက်နေသောပုဂ္ဂိုလ်ပေါင်းတို့နှင့်ဘုန်းတော်ကြီးကြောင့်ဒီလက်ရှင်ကြောင့်တို့လည်းငလင်ဘေးဒဏ်သိ၍ပျက်စီးသွားသောသာသနိကစောက်အောင်များပြန်လေပြုပြင်မွမ်းမနိုင်ရအတွက်ဘုရားတပည့်တော်တို့ခွန်အားရှိသမျှဉာဏ်အားရှိသမျှရရှိလာသောနဝကမ္မလူတော်ငွေတို့ကိုခုနှစ်ရက်သားသမီးတို့၏လူဒန်းငွေတို့ကိုစေတနာသုံးထံထက်တန်စွာဖြင့်နိဗ္ဗာန်ကြီးမှလူဒန်းပါ၏ဤကုသိုလ်ကံစေတနာစွမ်းအားတို့သည်အာသဟောတရားလေးပါးတို့၏ကုံရာကုံချောင်းဖြစ်သောနိဗ္ဗာန်တို့အာကောင်းသောအာကြည်သောကြောင့်အထောက်ပံ့ဖြစ်ပါလေတည်းဤကုသိုလ်၏ဘုဘာကကိုအထူးအားဖြင့်ယခုငလင်ဘေးဒဏ်ကြီးတွင်ပျက်စီးသွားကြသောယဟန်တာမလေးသီလရှင်ဆရာကြီးဆရာလေးများနှင့်လူပုဂ္ဂိုလ်ပေါင်းတို့သည်ရှားသိပါစေကုသိုလ်အမြဝေ၏ဘုရားကြီးတော်တို့၏ခန္ဓာကိုယ်ကိုစောက်ရှောက်၍နေကြကုန်သောနတ်မြတ်နတ်ကောင်းနတ်ပေါင်းတို့သည်ရှားသိပါစေကုသိုလ်အမြဝေ၏ဘုရားကြီးတော်တို့နေထိုင်ရာနေအိမ်တိုက်တန်းဆံဝိုင်းရက်ကွက်မြို့နယ်ဆက်အလုံးယုံတို့ကိုအတိစောက်ရှောက်၍နေကြကုန်သောနတ်မြတ်နတ်ကောင်းနတ်ပေါင်းတို့သည်ရှားသိပါစေအမြဝေ၏စကိုင်းတောင်ယုမင်းဝန်တောင်ယုမင်းခွန်းတောင်ယုတောင်ယုကြီးကောင်းရတို့ကိုစောက်ရှောက်၍နေကြကုန်သောနတ်မြတ်နတ်ကောင်းနတ်ပေါင်းတို့သည်ရှားသိပါစေကုသိုလ်အမြဝေ၏ဤစัจ java လားကဘာမီ၏နာမည်ကြည့်လားရရဆိုနာနေထိုင်ကြကုန်သောဟယ်လိုဒုက္ခိတသတ္တဝါအပေါင်းတို့သည်ဟုတ်ရှားသိပါဟယ်လိုဟုတ်တကယ်အမြဝေဒီနေ့ရက်ခုဘုရားတပည့်တော်တို့မောင်နှမတစုဟုတ်တငယ်ချင်းတစုသူလိုအားတော့ဘာနာကုသိုလ်ဤကားတော့ဟိုလိုက်ထွက်ကားလောက်ဆိုအစဉ်ပြေလောက်တယ်တကယ်ဝမ်းမြောက်ဝမ်းသာဟုတ်ရတယ်တကယ်ဟုတ်အစဉ်ပြေပါတကယ်ဟုတ်ဟောထကိုစိတ်နဲ့ကြာကြမှာချမ်းသာကြ၍ဒုက္ခမောဟတဆင်းရဲဒုက္ခအပေါင်းတို့မှလွတ်မြောက်နိုင်ကြပါစေ။